ကတော့ဒေါ်ဆန်းစုကြည်ရဲ့တည်တန်းစာဆွဲအကြောင်းအရာလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဘဝဟူသည်တိုးတောင်းလှပေစွာကံရည်ပြင်း၌တက်သောရေပွက်မျှသာဖြစ်သည်။ကွေးသောလက်များဆံမသွားမီတည်နေသောအသက်ခန္ဓာဟူသည်ဇာတိစရာမရဏတောကပရိဒေဝအနိစ္စမမြဲမှန်ကန်သောရာမမြဲခြင်းသာဖြစ်ပါတယ်။ဖျားရှင်တော်မှမလွဲနိုင်တဲ့တရားအနိစ္စသိဆုံးခြင်းဤတရား။ဒီနေ့တစ်ချိန်မှာလေလွင့်သောပွေးချက်ငယ်နဲ့ကျမသိဆုံးပါလိမ့်မယ်။ကျမအသက်လူကြီးရွယ်သွားမယ်လမ်းပြင်ဆင်နေပါတယ်။ကျမကိုကျမအဖေလိုအာစာနီလို့မရှုဆပါဘူးအမှန်တရားနဲ့တရားဥပဒေသားမျက်နှိုးပါတဲ့တာမန်လိုမြန်မာအမျိုးကောင်းစားရေးကိုသာရှေ့ရှုသူသားဖြစ်ပါတယ်အကယ်၍ကျမတည်လုံတဲ့အခါမငိုကြပါနဲ့မပူဆွေးကြပါနဲ့ကြီးကြီးကျယ်ကျယ်ဇာပနာပွဲမလုပ်ကြပါနဲ့ကျမကိုချစ်သူမချစ်သူမြည်သူမဆိုလာပြီးတော့ကြည့်ရှုနိုင်ပါတယ်ပုတ်ပွားဖူးရောင်လူသေးကောင်ရဲ့မျက်မြင်မုတ်ချအာတုဘကမ္မထံအုံနာတည်ခြင်းရဲ့မမြဲတော်လန်းကျမတည်ဆုံးပြီးတဲ့နောက်မှာခြံထားခဲ့ပါရစေကျမရဲ့အထွတ်မြတ်သောသပင်ရွှေတကုံဆန်တော်ရှင်တို့လှူဒန်းပါကျမရဲ့မျက်ကြည်လွှာအလင်းမယားသူကိုလှူဒန်းပေးပါကျမရဲ့နှလုံးသားကြောက်ကပ်အသေးကလေးစားများကောင်းသေးပါကလိုအပ်သူများကိုလှူဒန်းပေးပါမတာတစ်ခေါက်ចောင်းဆဲကောင်နာရေးကူညီသောစေတနာရှင်စင်ကြယ်သောကုသိုလ်နဲ့ကိုကြောသူကျမရဲ့အသက်မဲ့သောခန္ဓာကိုယ်ကိုလှူပါတယ်ဖုန်မီတကြိုပေးပါပုတ်ပွားလာမဲ့ခန္ဓာအားမိတကြိုပြီးတော့ရလာမဲ့ခန္ဓာရဲ့ပြကိုမြေစာပင်အတွက်မြေဩစာကျွေးပေးပါနောင်လာနောက်သားများအတွက်ကျမရဲ့နေအိမ်သို့မဟုတ်ကျမရဲ့အကျဉ်းထောင်အင်းစိန်ထောင်ခွဲအမှတ်54တက္ကသိုလ်ရှိတာလန်အောင်ဆန်းစုကြည်ရဲ့ပြလိုက်အဖြစ်ကျမရဲ့အတော်အဆောင်စာအုပ်တီးသူမဲ့သောဆန္ဒရာကျမရဲ့မြန်မာအဝတ်စားရိုးသားသောမြန်မာမျိုးသမီးများရဲ့တံမိုးနောင်လာနောက်သားများရှုမြင်ပါစေကျမရဲ့ကြံရသောဗန်ငွေသားအနေငယ်ကျမရဲ့စာပနာစရိတ်နဲ့ဆင်းရဲသောတန်ခါအုံများအတွက်ကျမရဲ့စီဝိတဌာနစေအလူကွယ်လွန်သူမိဘများကိုအမှုထားပြီးတော့ကျမနဲ့ကွယ်လွန်သောခင်မအတွက်တားများမှာရှေ့ဆက်ချပြီးတော့အမျှဝေစေချင်ပါတယ်ကျမရတော့ငြိမ်းချမ်းရေးနိုဘယ်ဆုငွေဒေါ်လာ 1.3 မီလီယံကိုကိုကျိုးအတွက်မသုံးဆွဲဘဲနဲ့တပြားမချမ်းမြန်မာပြည်သူတွေအတွက်ကျန်းမာရေးနဲ့ပညာရေးရှံပုံငွေလှူဒါန်းခဲ့ပါတယ်။ကိုစိတ်နှပြကျန်းမာချမ်းသာကြပါစေ။ကြကြသမျှအမျှရှူတော်မူအမျိုးထွက်ထားတဲ့အမေရဲ့စေတနာကိုနားလေပါမီဖြစ်ပေးသူတာမြအမေဘွားမှာမွေးရကျွန်းနဲ့ပါတယ်အမေဘွားအတွက်အကောင်းဆုံးဖျားပေးသောဆုလက်ကထီသားတွေပါထီသားတွေအတွက်အမေမွေးခဲ့တဲ့စီဝိတအသက်အဖေပေးခဲ့တဲ့ပညာမတပါအခြားသောပေးရန်စီးစိမ်အမွေမရှိစိတ်ဓာတ်နဲ့ကြံ့ခိုင်သောမျိုးရိုးရဲ့အမွေအောင်ဆန်းမျိုးရိုးဆက်လက်ကြပါစေအတူနေမမတော်ခင်ဝဲနဲ့တမီးများကျမအားဆောင်ရှောက်ပေးသောကျေးဇူးကိုအထူးမမေ့ပါကျေးဇူးတင်ပါတယ်စေဝါကုသပေးသောမောင်ငယ်ဒေါက်တာတင်မျိုးဝင်းဆက်ရင်ကြောင့်ကျမအသက်ရှိကျေးဇူးဆက်စရာပစ္စည်းမဲ့သူကျမဦးချပြီးဆက်ပါရစေပြည်တွင်းပြည်ပကျမကိုချစ်ခင်ကြတယ်ကျမကိုအားပေးကြတယ်မိတ်ဆွေတင်ကတ်သူတိတူမတိတူမှန်သမျှကျမပြုတဲ့